တဲ့သူကိုရည်ရွယ်မှလို့တို့ရင်တွေလွမ်းတဲ့ချင်းဆိုမယ်ပတောက်ပေါ်ကချိုးလို့မတက်လေဒီနေ့တိုင်းမမေ့နိုင်လွမ်းတဲ့ချယ်ရီမြေကုန်းမြင်စီမခွေပတောက်ပန်းနဲ့ချယ်ရီတနေ့စီပွင့်ချစမြဲခွေလူတကားပဲညူယူဆွဲတဲ့ပတောက်တောင်းမလေးမိုးရွာတိုင်းဆွေရောက်လာခွေယူရတာလေသူမေမောလို့တို့ရင်တဲ့ဖြေရခက်တယ်လေဘယ်ညို့ကြောင့်မို့တာလေခွေပြန်မေးချင်စမ်းတဲ့ချီရဲ့ဒီရဲ့မလွမ်းစေမဖြစ်ဘူးခွေ就被